အားလုံးပဲမင်္ဂလာပါ Simple sentence ၅ကြောင်းပြီးသွားတဲ့အခါမှာဆရာတို့အခု phrase ဆိုတဲ့ခေါင်းစဉ်ကိုလေ့လာတော့မှာဖြစ်ပါတယ် phrase ဆိုတာကဘာလဲဆိုရင် group of what မြန်မာလိုဆိုရင်ဆရာတို့စကားစုလို့ပါတာပြန်ပါတယ် phrase တွေကဆရာတို့မှတ်ထားဖို့လိုတာက phrase မှာပြည့်စုံတဲ့အဓိပ္ပာယ်ကိုဆရာတို့ကဖော်ပြနိုင်ပြည့်စုံတဲ့အဓိပ္ပာယ်မရှိဘူးပေါ့သူမှာဆရာတို့ကစကားလုံးတစ်လုံးထပ်ပို့လာတာကို phrase လို့အလွယ်တကူမှတ်ထားလို့ရတယ်စကားလုံးတစ်လုံးထပ်ပို့တာဘာလို့ခေါ်မလဲ phrase ဒါဆိုရင်ဆရာတို့ example စာကြောင်းလေးတွေကိုလေ့လာကြည့်ကြအောင်ပထမစာကြောင်းက a book on the table is mine ဒုတိယစာကြောင်းက a book is on the table ဒီစာကြောင်းတစ်ကြောင်းမှာဆိုရင်ဆရာတို့က on the table ဆိုတဲ့စကားစုလေးတွေဟာအတူတူနှစ်ကြောင်းလုံးမှာပါနေတာကိုတွေ့ရတယ်နှစ်ကြောင်းလုံးမှာပါပေမဲ့လည်းဆရာတို့ကပထမစာကြောင်းမှာဆိုရင်on the table ကဘယ်သူရဲ့နောက်မှာရှိလဲဆိုရင် a book ဆိုတာဆရာတို့ noun လို့သတ်မှတ်လို့ရတယ် what is noun is a name ဆိုတော့ noun ရဲ့နောက်မှာရှိတဲ့အတွက်ကြောင့်မလို့ noun ရဲ့နောက်မှာရှိတဲ့ on the table ဆိုတဲ့ phrase လေးကိုဆရာတို့ဘာလို့ခေါ်မှာလဲ adjective phrase လေးလို့ခေါ်မယ်ဒုတိယစာကြောင်းမှာဆိုရင် on the table ဆိုတဲ့ phrase လေးကဘယ်သူရဲ့နောက်မှာရှိနေရလဲ it's ကဆရာတို့ကဘာလို့ပြောရမလဲဆိုရင် verb ရဲ့နောက်မှာရှိတဲ့ on the table ဆိုတဲ့ phrase လေးကိုကျတော့ဆရာတို့ဘာလို့ခေါ်မှာလဲ adverb phrase ဘာလို့ခေါ်မှာလဲ adverb phrase ဒီနေရာမှာမှတ်ထားဖို့ကဆရာတို့အနေနဲ့ phrase တွေကနေရာပေါ်မှာမူတည်ပြီးတော့ခေါ်တဲ့နာမည်တွေလည်းမတူဘူးတူရလို့ဆောင်ချက်တွေလည်းမတူဘူးဥပမာရန်ကုန်မှာနေရင်ရန်ကုန်သားမန္တလေးမှာနေရင်မန္တလေးသားဒီလိုဆရာတို့ကနေတဲ့နေရာရောက်နေတဲ့နေရာတူတည်ရှိတဲ့နေရာမှာမူတည်ပြီးတော့ခေါ်ဝေါ်တဲ့နာမည်တွေလည်းပြောင်းလဲမှုရှိရဆိုတာကိုဆရာတို့သိထားဖို့လိုအပ်ပါတယ် phrase ကိုဆရာတို့အနေနဲ့အမျိုးအစားတတ်မှတ်မယ်ဆိုရင်၃မျိုးရှိပါတယ်ဘာတွေလဲဆိုရင် noun phrase adjective phrase adverb phrase ဘာတွေလဲဆိုရင် noun phrase adjective phrase adverb phrase ပထမဆုံးအနေနဲ့ဆရာတို့ noun phrase လေးကိုလေ့လာကြည့်ရအောင် noun phrase ကိုမလေ့လာခင်ဆရာတို့စာကြောင်းတစ်ချောင်းမှာ noun ကဘယ်နေရာတွေမှာရှိရလဲဆိုတာကိုဆရာတို့အရင်ဆုံးလေ့လာကြည့်ကြမယ်ဆိုတော့ပထမဆုံးအနေနဲ့ဆရာတို့ကsentence ၅ကြောင်းရှိပါတယ် simple sentence ၅ကြောင်းထဲမှာ sentence number 5ဖြစ်တဲ့ subject verb object complement ဆိုတဲ့စာကြောင်းလေးကိုဆရာတို့ယူပြီးတော့ကြည့်ကြရအောင် subject verb object complement ဆိုတဲ့နေရာမှာ subject နေရာမှာဆရာတို့ noun မဖြစ်နိုင်ဘူးလားဖြစ်နိုင်ပါတယ် object နေရာမှာရော noun မဖြစ်နိုင်ဘူးလားဖြစ်နိုင်ပါတယ် complement နေရာရော noun မဖြစ်နိုင်ဘူးလားဖြစ်နိုင်ပါတယ်เนาะဆိုတော့စာကြောင်းတစ်ချောင်းမှာဆရာတို့ noun ဖြစ်နိုင်တဲ့နေရာဘယ်နေရာရှိလဲဆိုရင်ဆရာတို့၃နေရာရှိပါတယ်ဘယ်နေရာရှိလဲ၃နေရာဘယ်နေရာတွေမှာလဲဆိုရင် subject object complement ဘယ်နေရာတွေမှာတော့ subject object complement ဒါဆိုရင် noun phrase ကရောဆိုရင်ဆရာတို့က noun ဖြစ်နိုင်တဲ့နေရာ၃နေရာမှာဝင်လာတဲ့ phrase ကိုဆရာတို့ဘာလို့ခေါ်ပါလဲ noun phrase လို့ခေါ်ပါမယ်ဆိုတော့ noun phrase ကရောဘယ်နေရာဖြစ်နိုင်လဲ၃နေရာဘယ်နေရာတွေမှာလဲ subject object complement ဒီမှာဆရာတို့အလွယ်ကူဆုံးပြောရမယ်ဆိုရင် noun ဖြစ်နိုင်တဲ့နေရာ၃နေရာရှိတဲ့အတွက်အဲ့ဒီ noun နေရာ၃နေရာမှာဝင်လာတဲ့ phrase ကိုဆရာတို့ noun phrase လို့ခေါ်ပါတယ် example လေးတွေကိုလေ့လာကြည့်ကြအောင်ပထမဆုံးစာကြောင်းလေးမှာ A tall young beautiful girl is my sister A tall young beautiful girl is my sister ဒီစာကြောင်းလေးမှာဆိုရင်ဆရာတို့ကverb ကိုအရင်ရှာကြည့်မယ် verb ကိုရှာလိုက်တော့ it verb ရဲ့ရှေ့မှာဘာရှိမှလဲ subject verb ရဲ့ရှေ့မှာဘာရှိမှလဲ subject ဆရာတို့ဒီမှာ verb က is ဆိုတော့ verb to be လေးဖြစ်နေတာဆိုတော့ဆရာတို့ဒီမှာအလွယ်တကူမှတ်ထားလို့ရတယ် verb to be တွေဆိုရင် am is are was were am is are was were နောက်မှာဆိုဆရာတို့ဘာလိုက်မလဲဆိုရင် complement ပဲလိုက်ပါမယ်ဘာပဲလိုက်မလဲ complement ဒါဆိုရင်ဆရာတို့ဒီစာကြောင်းလေးမှာဆိုရင် a tall and beautiful girl က subject is က verb my sister က complement subject verb complement sentence number 2ဒါဆိုရင်ဆရာတို့ subject နေရာကိုတစ်ချက်ကြည့်ကြည့်မယ် subject ကဘယ်သူရဲ့နေရာလဲ noun ရဲ့နေရာ subject ကဘယ်သူနေရာလဲ noun ရဲ့နေရာဆရာတို့က noun နေရာမှာစကားလုံးကတစ်လုံးထပ်ပို့သွားပြီစကားလုံးလုံးထပ်ပို့တော့ဆရာဘာလို့ခေါ်မှာလဲ phrase noun နေရာမှာဝင်လာတဲ့ phrase ကဘာ phrase လဲ noun phrase အဲဆိုရင်ဆရာတို့က a tall and beautiful girl is my sister ဆိုရင်ဒီစာကြောင်းလေးမှာ noun phrase ကဘယ်သူလဲလို့ပြောတဲ့ခါကျရင် a tall and beautiful girl ဆိုတာကဒီစာကြောင်းရဲ့ noun phrase ဖြစ်ပါတယ် example 2ကိုတစ်ချက်ကြည့်ကြည့်မယ် example 2က I saw a tall young beautiful girl ဒီစာကြောင်းလေးမှာဆရာတို့ verb ကိုရှာကြည့်မယ် verb ကိုရှာလိုက်တော့ saw subject က I ဆိုတော့ဆရာတို့က saw ဆိုတော့တွေ့တယ်မြင်တယ်ဒါဆိုရင်ဆရာတို့ကဘယ်သူ့ကိုမြင်တာလဲဘာကိုမြင်တာလဲမေးလို့မရဘူးလားရရနော်ဘယ်သူ့ကိုမြင်တာလဲဘာကိုမြင်တာလဲလို့မေးလို့ရတဲ့အတွက်ကြောင့်မလို့ a tall young beautiful girl ကဒီနေရာမှာ object ပါဗာလဲ object ဒါဆိုရင် I က subject saw က verb a
A tall and beautiful girl က object subject verb object sentence number 3ဟုတ်ပြီနော် object ကဘာလို့ရနေရလဲ noun ရဲ့နေရာ object ကဘာလို့ရနေရလဲ noun ရဲ့နေရာ noun နေရာမှာဝင်လာတဲ့ phrase ကိုဘာလို့ခေါ်မှာလဲ noun phrase noun နေရာမှာဝင်လာတဲ့ phrase ကိုဘာလို့ခေါ်မှာလဲ noun phrase phrase လို့ဘာလို့ခေါ်လဲဆိုရင်ဆရာတို့ကစကားလုံးတစ်လုံးထပ်ပို့လာလို့ဘာလို့ခေါ်လဲစကားလုံးတစ်လုံးထပ်ပို့လာလို့သူဘာလို့ခေါ်မှာလဲဆိုရင် phrase ဒီနေရာမှာဖြစ်ချင်တော့သူက object နေရာမှာစကားလုံးတစ်လုံးထပ်ပို့နေတော့ noun phrase လေးဝင်သွားပြီဒါဆိုရင် I saw a tall and beautiful girl မှာ noun phrase ကဘယ်ဟာလေးလဲဆိုရင် a tall and beautiful girl example 3လေးကိုဆရာတို့ကြည့်ကြအောင် beauty parlor makes Mala beautiful girl ဒီစာကြောင်းမှာဆိုရင် beauty parlor က subject makes က verb Mala က object beauty parlor ဒီ Mala ကိုဖြစ်စေသည်ဘာဖြစ်စေရလဲဆရာတို့ကစာကြောင်းမှာပြည့်စုံတော့နောက်ဆုံးမှာဗာထည့်မလဲ complement ဒါဆိုရင် beautiful girl က complement subject verb object complement sentence number 5 complement နေအောင်ဆရာတို့ကြည့်ကြအောင် complement နေမှာနောက်မဖြစ်နိုင်ဘူးလားဖြစ်နိုင်ပါတယ်ဆိုတော့ဒီမှာ complement နေရာမှာစကားလုံးကတစ်လုံးထပ်ပုံနေတဲ့အတွက်ကြောင့်မလို့ phrase noun နေရာမှာဝင်လာတဲ့ phrase ကိုဘာလို့ခေါ်မှာလဲ noun phrase ဒါဆိုရင်ဒီစာကြောင်းရဲ့ noun phrase ကဘယ်လိုလဲဆိုရင် beautiful girl ဆိုတော့ဆရာတို့ဒီမှာပြောချင်တာက noun phrase ကဘယ်နေရာဖြစ်နိုင်လဲ၃နေရာဘယ်နေရာမှာလဲ subject object complement ဟုတ်ပြီနော်အဲ့ဒီ subject object complement ကိုဆရာတို့ကဒီ example 3ချောင်းနဲ့ရှင်းပြထားတာဖြစ်ပါတယ်နောက်ထပ်အနေနဲ့ဆရာတို့က noun phrase ကို WH စကားလုံးအနေနဲ့ရေးလို့ရပါသေးတယ်ဥပမာအနေနဲ့ဆရာတို့ကြည့်ကြအောင် he does not know what to do ဒီစာကြောင်းလေးမှာ subject က he does not know က verb မသိဘူးဆိုတော့ဘာလို့မသိရလဲဆရာတို့မေးလို့မရဘူးလားရပါတယ်နော်ဆိုတော့ what to do ကဘာဖြစ်မှာလဲ object or complement object ဟုတ်တယ်နော်ဆိုတော့ he does not know what to do he က subject does not know က verb what to do က object object နေရာမှာဆရာတို့ကစကားလုံးတစ်လုံးထပ်မပို့ဘူးလားပို့ပါတယ်ပို့ရင်စကားလုံးလုံးထပ်ပို့တော့ဆရာဘာလို့ခေါ်မှာလဲ phrase object ကဘယ်လိုရဲ့နေရာ noun ရဲ့နေရာ noun နေရာမှာဝင်လာတဲ့ phrase ကဘာ phrase လဲ noun phrase ဒါဆိုရင် what to do ကဘာကြီးလဲ noun phrase ဆိုတော့ဒုတိယစာကြောင်းအနေနဲ့ he does not know how to do ဆိုတော့ to ကဘယ်လိုလုပ်အောင်လဲဆိုတာကိုမသိဘူးဒီစာကြောင်းမှာလဲ he က subject does not know က verb how to do က object object နေရာမှာစကားလုံးကတစ်လုံးထပ်ပို့လာပြီဘာလို့ခေါ်မှာလဲ noun phrase ဟုတ်ပြီနော်နောက်တစ်ခုက he does not know well to do he does not know when to do he does not know why to do ဒီမှာဆရာတို့က WH စကားလုံးလေးနဲ့ရေးထားတာဖြစ်ပြီးတော့မှတ်ထားဖို့က WH စကားလုံးလေးတွေကိုဆရာတို့က phrase အနေနဲ့သုံးမယ်ဆိုရင်သူ့နောက်မှာ TO2 လေးပါတာကိုတွေ့ရပါမယ် noun phrase ပြီးသွားတဲ့အခါမှာဆရာတို့ကဒီတစ်ခါ adjective phrase ကိုလေ့လာကြည့်အောင် adjective ဆိုတာဘာလဲ noun modifier noun modifier noun ကိုအထူးပြုတဲ့စကားလုံးကိုဆရာတို့က adjective လို့ခေါ်ပါတယ်အခုလေ့လာမယ့်ခေါင်းစဉ်က adjective phrase ဖြစ်တဲ့အတွက်ကြောင့်မလို့စာကြောင်းတစ်ကြောင်းမှာ adjective phrase ကဘယ်နေရာမှာရှိရလဲဆိုတော့ဆရာတို့သိထားဖို့လိုအပ်ပါတယ် noun ရဲ့နောက်မှာရှိတဲ့ phrase ကိုဆရာတို့က adjective phrase လို့ခေါ်တယ် noun ရဲ့နောက်မှာရှိတဲ့ phrase ကို adjective phrase adjective ကိုသောနဲ့ကောက်တယ်ဆိုတာကဘာသာပြန်တဲ့ခါကျရင်ဆရာတို့ကသောနဲ့ဘာသာပြန်လို့ရတယ်လို့ပြောချင်တာပါ adjective ကိုဘာနဲ့ကောက်သောနဲ့ကောက်ဒါဆိုရင်ဆရာတို့က adjective phrase ရဲ့ example လေးတွေကိုဆရာတို့ကြည့်ကြအောင် a book on the table is mine ဒီစာကြောင်းလေးမှာဆိုရင် on the table ဆိုတဲ့စကားလုံးလေးကိုတွေ့ရလိမ့်မယ်ဆိုတော့ on the table ကဆရာတို့ကစကားလုံးတစ်လုံးထပ်ပို့တဲ့အတွက်ကြောင့်လို့ on the table ကိုဘာလို့ခေါ်မှာလဲဆိုရင် phrase ဒီ phrase လေးက a book ဆိုတဲ့စကားလုံးလေးက noun ရဲ့နောက်မှာရှိတဲ့ phrase ဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာတို့ on the table ကိုဘာလို့ခေါ်မှာလဲ adjective phrase ဘာမှလို့ဘာသာပြန်တဲ့အခါကျရင်စပွဲပေါ်မှာရှိတော့စာအုပ်ဒီကျွန်တော်ကြီးဟာဖြစ်ပါသည်ဒုတိယ example လေးကိုကြည့်ကြအောင် a girl in white shirt is my sister ဒီစာကြောင်းလေးမှာလည်း in white shirt လေးက a girl ဆိုတဲ့ noun ရဲ့နောက်မှာရှိတဲ့အတွက်ကြောင့်မလို့ adjective phrase လို့ခေါ်ပါတယ်ရှယ်အင်ကြီးအဖြူအောင်ဝတ်ဆင်ထားသောမိန်းကလေးဒီကျမ၏ညီမလေးဖြစ်သည်နောက်တဲ့တစ်ချောင်းကိုဆရာတို့လေ့လာကြည့်ကြအောင် a boy with the spectacle is my brother ဒီမှာလဲ with the spectacle မျက်မှန်တက်ဆင်ထားသောဆရာတို့က adjective ဆိုတာဘာကိုအထူးပြလဲ noun ကိုအထူးပြတာ noun ကိုပေါ်လင်းစေချင်တာမြင်သာစေချင်တာအခါမှာဆိုရင်ဆရာတို့က adjective ကိုသုံးရတယ်အဲသုံးတဲ့ adjective လေးကစကားလုံးတစ်လုံးထပ်ပို့သွားတဲ့အခါကျရင်ဆရာတို့ဒီ adjective လေးကို adjective phrase လို့ခေါ်ပါတယ် a boy with the spectacle မျက်မှန်တက်ဆင်ထားသောကောင်လေးဒီကျွန်တော်ဤညီလေးဖြစ်သည် noun phrase နဲ့ adjective phrase ပြီးသွားတဲ့အခါမှာဆိုရင်ဆရာတို့ကနောက်ဆုံးအနေနဲ့ adverb phrase လေးကိုထပ်ပြီးတော့လေ့လာကြည့်ရအောင် noun phrase နဲ့ adjective phrase မှာဆို noun phrase နဲ့ adjective phrase မှာဆိုရင်နေရာအတိအကျရှိပြီးတော့
adverb phrase မှာကြတော့ဆရာတို့ကနေရာအတိအကျမရှိပါဘူး noun phrase ဆိုရင်စာကြောင်းတစ်ကြောင်းရဲ့ subject နေရာ object နေရာ complement နေရာတွေမှာရှိနေပြီးတော့ adjective phrase က noun ရဲ့နောက်မှာရှိနေပါတယ် adverb phrase ကိုလေ့လာတဲ့အခါမှာတော့ဆရာတို့ကနေရာအတိအကျမရှိပါဘူးဒါပေမဲ့ adverb phrase ကိုအမျိုးအစားခွဲခြားမှဆိုရင်တော့ဆရာတို့၅မျိုးရှိပါတယ် adverb phrase ၅မျိုးကတော့ DMPT ROP D က direction M က manner P က place T က time R က reason P က purpose ဒီနေရာမှာဆရာတို့က ROP ဆိုတဲ့အတွက်ကြောင့်မလို့ R နဲ့ P နဲ့ကိုဆရာတို့တွဲတက်ဆရာတို့ကမှတ်ထားရမယ်ဆိုတော့ adverb phrase ၅မျိုးက DMPT ROP adverb phrase နဲ့ပတ်သက်ပြီးတော့ဆရာတို့ example လေးလေ့လာကြည့်ကြအောင် He goes to school on foot in Mandalay in the morning to study his lesson ဒီစာကြောင်းလေးမှာဆိုရင် he က subject goes က verb verb ရဲ့နောက်မှာရှိတဲ့ to school ဆိုတဲ့စကားလုံးလေးကစကားလုံးတစ်လုံးထည့်ပေါ်တဲ့အတွက်ကြောင့်မလို့သူ့ကိုဆရာတို့က phrase လို့သတ်မှတ်လို့ရပါမယ် goes တွားဒီဆိုတဲ့ verb ကိုဆရာတို့ကပို့ပြီးတော့ပေါ်လွင်အောင်မြင်သာအောင်ရေးသားထားတဲ့အတွက်ကြောင့်မလို့ to school ဆိုတဲ့ phrase လေးကိုဆရာတို့က adverb phrase လို့ခေါ်ပါမယ် adverb phrase က၅မျိုးရှိတဲ့အတွက်ကြောင့်မလို့ဒီမှာဆရာတို့က to school ကို adverb phrase လို့ direction လို့သတ်မှတ်ပါမယ် to school ရဲ့နောက်မှာရှိတဲ့ on foot ဆိုတဲ့စကားလုံးလေးကကြတော့ဆရာတို့က adverb phrase or manner အမူအရာနဲ့ပတ်သက်ပြီးတော့ဖော်ပြထားတဲ့အတွက်ကြောင့်မလို့ဒီစကားလုံးလေးကိုကြတော့ဆရာတို့က adverb phrase or manner in Mandalay ကြတော့ဆရာတို့ကနေရာနဲ့ပတ်သက်ပြီးတော့ရည်ညွှန်းထားတဲ့အတွက်ကြောင့်မလို့ adverb phrase or place in the morning ကြတော့ဆရာတို့ကအချိန်နဲ့ပတ်သက်ပြီးတော့ရည်ညွှန်းထားတဲ့အတွက်ကြောင့်မလို့ adverb phrase or time to study his lesson ဒါတော့ဆရာတို့က adverb phrase or reason adverb phrase or purpose ဒီလိုမျိုးသတ်မှတ်လို့ရပါမယ်ဒီဗီဒီယိုလေးမှာတော့ဆရာတို့က phrase နဲ့ပတ်သက်တဲ့အကြောင်းအရာတွေအကုန်လုံးကိုလေ့လာပြီးသွားပါပြီ phrase မှာဆိုရင်ဆရာတို့က၃မျိုးရှိပါတယ် noun phrase adjective phrase adverb phrase ပထမဆုံးအနေနဲ့ noun phrase ကိုဆရာတို့ကကြည့်မယ်ဆိုရင် noun phrase ကဘယ်နေရာဖြစ်နိုင်လဲဆိုရင်စာကြောင်းတစ်ကြောင်းမှာ၃နေရာဖြစ်နိုင်ပါတယ်ဘယ်နေရာမှာလဲ subject နေရာ object နေရာ complement နေရာဒုတိယအနေနဲ့ adjective phrase မှာဆိုရင် adjective phrase ကဘယ်နေရာမှာရှိရလဲ noun ရဲ့နောက်မှာရှိပါတယ် noun ရဲ့နောက်မှာရှိတဲ့ phrase ကိုဆရာတို့ဘာလို့ခေါ်မှာလဲ adjective phrase လို့ခေါ်ပါတယ်တတိယအနေနဲ့ adverb phrase မှာကျတော့ဆရာတို့က noun phrase လို့ adjective phrase လို့နေရာအတိအကျမရှိဘဲနဲ့နေရာအမျိုးမျိုးမှာဆရာတို့ကရှိနေနိုင်ပါတယ်ဆိုတော့ adverb phrase ကိုအမျိုးအစားခွဲခြားကြည့်မယ်ဆိုရင်ဆရာတို့ဘယ်နှမျိုးဖြစ်နိုင်မလဲ၅မျိုးဘာလဲဆိုရင် DMPT ROP D က direction M က manner P က place T က time R က reason P က purpose phrase နဲ့ပတ်သက်တဲ့သင်ခန်းစာတွေကိုရှင်းလင်းလုပ်ပြီးတော့ပါပြီနောက်ထပ်ဗီဒီယိုလေးမှာ clause လို့ခေါ်တဲ့ဝါကျပိုင်းအကြောင်းကိုဆက်လက်လေ့လာတော့မှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်